ပြီးခဲ့တဲ့နေရာဒီဖရက်ကကျွန်တော်တို့သူငယ်ချင်းတွေစုပြီးဆောလာဆန်မြို့တောင်ဥယျာဉ်ထဲမှာရှိတဲ့ဦးစံပါဝီတောင်ကိုတက်ခဲ့ကြပါတယ်။တောင်ရဲ့မြစ်က183မီတာမြင့်ပြီးတောင်ကိုရီးယားနိုင်ငံဂန်ဝင်ကိုပြည်နယ်စွတ်ကြိုမြို့မှာတည်ရှိပါတယ်။စွတ်ကြိုကမ်းခြေကနေသွားမယ်ဆိုရင်တောင်ခြေကိုမိနစ်20လောက်ကတက်စီကြည့်ရပါတယ်။တကယ်တော့ဒီမြို့ထဲကနေတက်စီနဲ့လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုပြန်ဒီထိပေါ့နော်ကျွန်တော်တို့ဒါမဟုတ်ဘူးပေါ့ဒါတောင်စားတက်ရမယ်ဒီမဟုတ်ဘူးဒီထိကိုတက်စီရတော့ဒီချီရောက်တယ်ပြီးတော့ရင်ဒီဘက်ပေးပါဆိုလို့ရှိရင်ဒီမှာစားစရာဆိုင်တွေရယ်ပြီးတော့ရင်ဒီဘက်မှာဒီလက်ဆောင်ပစ္စည်းတွေရောင်းတဲ့ဆိုင်ရှိပါတယ်ဒါတောင်ချီမှာစီးတဲ့အနေထားပေါ့ဒီတိုင်းတော်မူဖျားရုပ်တုပုံကျော်လာတာနဲ့တက်တာသားကိုမြင်တွေ့ရမှာဖြစ်ပါတယ်တကယ်လို့မိမိသား1900မီတာမြင့်တဲ့တဲချောင်းမုံကိုတက်ချင်တဲ့ဆိုရင်ဒီတက်တာသားကိုကျော်ပြီးတော့သွားရမှာဖြစ်ပါတယ်ဒီတက်တာသားရဲ့အနောက်မှာတဲချောင်းမုံတက်တဲ့လမ်းညွှန်ဆိုင်မှုရှိပါတယ်ဒါမှမဟုတ်ဦးစံပါဝီသားတက်ချင်တဲ့ဆိုရင်ဒီတက်တာသားရဲ့ညာဘက်တရားပြူစီရဘက်ကိုသွားရမှာဖြစ်ပါတယ်ကျွန်တော်တို့တောင်တက်နဲ့လမ်းမှာဒီလိုကြောက်တုံးလေးတွေကိုဒရုန်းပေါ်ကျုံထပ်ပြီးတော့ထားရတဲ့စင်နီတာတွေကိုလမ်းထောက်ဆောင်တွေ့ရပါတယ်။သူတို့ကိုဒေါ်တက်လို့ခေါ်ပါတယ်။အတိပ္ပယ်အဖြစ်ဆိုရင်2မျိုးရှိပါတယ်။ပထမတစ်မျိုးကစုတောင်းဆန္ဒပြုတာ။ဖြစ်ချင်တဲ့အရာတွေကိုဒီလိုကြောက်တုံးလေးတွေထပ်ပြီးတော့စုတောင်းဆန္ဒပြုကြတယ်။နောက်တစ်နည်းကျတော့တော်ထဲတောင်နဲ့တွားလာခါကြရင်လမ်းပြောက်မှာကြောက်လို့ဒီလိုအမှတ်သားလေးထားပြီးတော့တွားတက်ကြပါတယ်။ဒါကလည်းကိုရီးယားလူမျိုးတွေရဲ့ယုံကြည်မှုတစ်ခုပါပဲ။အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒါ306မီတာရောက်ပါပြီမီတာ300ကျော်လာတော့ဒါ300နဲ့400ချာပေါ့နော်လမ်းကဒီလိုအနေထားဖြစ်နေပါပြီအခုကျွန်တော်တို့ဒါဟင်းလူပါဝီကိုရောက်ပါပြီဒါကျွန်တော်တို့တက်ခဲ့တာဟောပေါ့တောင်ချင်းနဲ့မဆောဆန်ဒီ information center ဆိုရင်2.8ပေါ့ကီလိုမီတာဖြစ်သွားပြီဒီဟင်းလိုပါဝီမနောက်ထပ်1ကီလိုမီတာထက်တက်မှဆိုလို့ရှိရင်ဥက္ကံပါဝီကိုရောက်မှာပါမီတာ900ကျော်600နားမှာတော်တော်လေးမှတ်တယ်ဒါကူမီတာ600 900လောက်ဟိုရောက်လာပို့ပြီးတော့အမှတ်သွားတယ်။ဘာလို့ဆိုတော့လမ်းတွေကဒီကြောက်တုံရပေါ်မှာတက်ပြီးတော့ဖောက်တာလား။10မိနစ်လောက်ဆိုလို့ရှိရင်ကျွန်တော်တို့ပေါ်ရောက်ပြီ။စံပါဝီကြောက်ဆောင်ရဲ့မြေကမီတာများလောက်ရှိပြီးတောင်ဆောင်တွေကလွန်မဆောက်ပါတယ်။လုံဘက်အားဖြစ်ဆိုလို့ရှိရင်4ကီလိုမီတာလောက်ရှိပြီးအဝေးကလမ်းကြည့်မဲ့ဆိုရင်စစ်တီတူရဲကောင်ပြပုံသဏ္ဍာန်နဲ့တူပါတယ်။အခုဆိုရင်183မီတာမြင့်တဲ့ဦးစံပါဝီရဲ့တောင်ထိပ်ကိုအောင်မြင်မြင်နဲ့ရောက်ရှိခဲ့ပါပြီ။တကယ်တော့ဒီဦးစံပါဝီကြောက်တုံကဦးစံမျိုးကနေလာခဲ့တဲ့ကြောက်တုံပဲဖြစ်ပါတယ်။တမိုင်းနေရဆိုရင်ဖန်တီးစင်ကဂုံကန်းဆန်းဆိုတဲ့တောင်မှာအလှပဆောင်ကြောက်တုံတွေစုပြီးဖန်တီးဖို့တနိုင်ငံလုံးမှာစီးနေကြောက်တုံတွေကိုဖိတ်ခေါ်ခဲ့ပါတယ်။ဒီထက်မှာဦးစံပါဝီကြောက်တုံတုံးကလည်းပါပေါ့။ဦးစံပါဝီကြောက်တုံကလည်းသူ့အတွက်ဒီမှာနေရာတနေရာစီမဲ့အထင်နဲ့မြို့ကနေကြွေးကြော်ပြီးတော့ထွက်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ကြောက်တုံရဲ့ရွေစားကကြီးပြီးလေးတဲ့အတွက်ကြောင့်တဖြည်းဖြည်းလာရင်းနဲ့ဆောလာဆန်တောင်ရောက်မှာတော့ဂုံကန်းဆန်းဆိုတဲ့တောင်မှာနေရာကတူတင်ပြီးတော့ပြည့်သွားခဲ့ပါပြီ။ဒါနဲ့မြို့ကိုပြန်မှုကြတော့တယ်မထွက်လာခင်တည်းကကြွေးကြော်ပြီးထွက်ခဲ့တဲ့အတွက်ကြောင့်ပြန်မှုကလည်းဖြစ်နိုင်ဘူး။ပြီးတော့ဒီဆောလာဆန်တောင်ရဲ့တဘာဝလှတာကြီးကသူ့ကိုဆွဲဆောင်နေတဲ့အတွက်ကြောင့်ဒီမှာပဲသူတစ်သက်လုံးနေဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်သူ့ကိုဦးစံပါဝီလို့ခေါ်ပါတယ်။